ဒီကการစောင့်နေရတဲ့အားလုံးပဲဟောတာလို့ဆိုပြီးအားလုံးညတဲ့ကလောကပါစို့
ဒီဘေကိုယုတ်ဒီပဒနာအရိဒီပဒနာအရိကိုပဒပဒနာနေအဘောဝိပါဘောဟောတိယေဘေဝိဓမ္မိပဒနာသတိပဒနာအရိဒီပဒနာအရိကိုပဒပဒနာနေအဘောဝိပါဘောဟောတိဟူ၍အတ္တပဒနာသုတ္တံဒေသနာကိုလာကြည့်သည်နှင့်လျော်ဤစွာတရားမြတ်လို့ယတနာတရားမြတ်လို့ယတနာသံဃာအမြတ်လို့ယတနာဟုဆိုရသောယတနာမြတ်သောပါမိဘဆရာသမားအနေဝတ္တနာကာမတို့ဘုရုသိမြတ်တို့လည်းသို့မူ၍ဖြေကိုပူဇော်မှုမြော်မှန်လျော့မြတ်တို့ကြရသောသကိစ္စကာရဝမိဂလာကုသိုလ်ကစိတ္တနာအပြာပြာလူနှင့်တကွာအာတုပိအာတုသေအာတုတေနတိသောတာနတိငါသမထဝိပဿနာကုသိုလ်ကံတို့ကြောင့်ဝိကတိယကတိကြောင့်မြတ်ခတ်သိစီကတိတို့မကိဉ္စတို့မြည်ရတုဝိသေကပြင်းပဘဝ၌မေယတိကေသောစီစေဥစ္စာယတနာလူဘုရားကြည်ကြီးရာကြည်ကြီးပြည့်တဲ့စီစေဥစ္စာယတနာလူကိုယံသူမျိုးကဝါဘုဝတ္တပြည့်မပြည့်စည်နိုင်ကြမေသရတောလူလူဝအောင်ကြ၏မေယတိကေသောသတ္တာတိနာသုဒ္ဓသာရဧကဟိဩပြပါဟုဆိုရသောဒုရဂံဇမနမြာတို့ကိုယတိအပြုသာနေယတိပြည့်ပြည့်တဲ့ဒုရဂံဥစ္စာမောနမြာတို့ကိုအစိစိသူဝါအောင်ကျူသာနိုင်ကြကုန်လေဘုရားတိဒုက္ခပိတို့ဤငြိမ်းရာပြည့်တော်မဟာသင်္သာတတနိဗ္ဗာန်မြတ်သို့ကိုစီကိုယ်ကရလွယ်ရောက်လွယ်မြင့်မောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေအမတိဣဒာရဏိနသာဣသသီလအမယသာမိအလုဒေကတဝါဤလတိထဤမတိဒုတိယပိတတိယပိသမတိဣဒာရဏိနသာဣသသီလအမယသာမိအလုဒေကတဝါဤလတိထဤမတိယမဝဒမိဓမ္မတိထနမောပြတ္တဗဒဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တဂုဏတရဏေကိသာမိဓမ္မတရဏေကိသာမိသံဃံတရဏေကိသာမိဒုတိယပိဗုဒ္ဓတရဏေကိသာမိဒုတိယပိဓမ္မတရဏေကိသာမိဒုတိယပိသံဃံတရဏေကိသာမိတတိယပိဗုဒ္ဓတရဏေကိသာမိတတိယပိဓမ္မတရဏေကိသာမိတတိယပိသံဃံတရဏေကိသာမိတတိယပိဗုဒ္ဓတရဏေကိ
Anani Bhata Viramani Dekamane Samadhiyami Adina Dana Viramani Dekamane Samadhiyami Amitu Mesa Sara Viramani Dekamane Samadhiyami Udavada Viramani Dekamane Samadhiyami Dura Miraya Misabhamada Dana Viramani Dekamane Samadhiyami Dozo Myadva Nedeva Nada Gose Evadi Ubeyami Iziwi Edi Javadi Dozo Myadva Viniya Nada Gose Evadi Ubeyami Iziwi Edi Javadi Dozo Myadva Nebyama Nada Gose Evadi Ubeyami Iziwi Edi Javadi Idami Punya Nibandata Nisayo Odu Didharani Nada Bizina Zila Dhamata Dugata Dua Abhamadina Tambadita Jadi Rama Adana Rani Nada Maya Tause Shiruni Bodhadari Dano Yachise Chatuni Now the Bula Biniya Omine Yimune Sinsambya Jiva Domingo Molo Jaunai Amaga Molo Jaunai Oja Ami Ribene Alubi Eyaro Alubi Eyaro Oja Yama Eyaro Yaniya Namo Data De Al Shekku Pidu Kedoja Yao Namo
မိမိရဲ့ခန္ဓာကိုယ်တရားကျူးမှတ်ပွားများအားထုတ်မဲ့အာမူရာတိုင်းမိမိတို့ရဲ့ဉာဏ်နဲ့တတ်တယ်လို့ဉာဏ်ဉာဏ်သာသာဤဉာဏ်ဉာဏ်ထိုင်နိုင်ကြပါပြီဘယ်လိုဒုတို့ပဲထိုင်နိုင်နေမလေးခွေပဲထိုင်တယ်မဟာပလီပဲထိုင်တယ်ဉာဏ်သာတို့ထိုင်နိုင်တယ်တဲ့ဘယ်လိုတည်းလို့ပြီးတဲ့နောက်မှာမြေမြိုင်ဘုရောမြိုင်ကဥဇုကာယပဏိဒါယခါကိုပြောင်းပြောင်းမှတ်တာဘေဘလဘအောက်ကတညာဘလဘဘောကနေပြီးတော့လဘတိကြီးအသာလိကြည့်ပြီးတော့လက်သာသာလေးထပ်တာမြင်လို့ဘုသာသာလေးမိပြီးတော့ပဇတ်လည်းပဲသာသာလေးပိတ်တာဘုရားဘုရားတော်တဲ့နှုတ်လည်းမကောလုံးစီနေမောလည်းမကောလုံးစီနေဝေညာလည်းမစားမီစီပဲတဲ့တဲ့မမတ်တာပါအဲ့ဒါတရားထိုင်ပဲဣရိယာပုအမှုအရာလို့ခေါ်တယ်တဲ့ပြီးတော့စိတ်ကူကြတော့ပရိပုဂ္ဂတတိဥပဒမေတ္တတတိတတိကိုဝါအတိကိုဝါစိတ်ကိုပရိပုဂ္ဂဓမ္မနာအာယုသူရှိရှု၍ဥပဒမေတ္တပိုင်းပိုင်းနိုင်နိုင်ကပ်ပြီးတော့ဒါစိတ်ကူကြတော့နာသီဝနာသီပြမှာကပ်ပြီးတော့ဒါအဲ့ဒီနာသီဝနာသီပြမှာအမြဲတမ်းရှိနေတယ်ကျူဝီကျူထွက်လေနဲ့နာသီဝနာသီပြဖိတဲ့အပေါ်မှာအသိလို့ခေါ်တဲ့စိတ်ကပ်တာပြီးဖို့ပါပဲဒါကြောင့်မလို့ဝိနည်းလူကိုဒီသီတတိပတ်တဲ့လူကိုလည်းဒီသီတတိဒီသီတတိဒီသီတတိလီယုမတိကြောင့်ဒီတဲ့ပေါ်မှာမထင်ကြောင့်လည်းနည်းနည်းလေးအားစားပြီးတော့သူကထိတဲ့ပေါ်မှာဒီနည်းနည်းလေးဝိရိယနဲ့စားလိုက်တယ်အားစားတယ်တော့ထိတဲ့ပေါ်မှာအသိဉာဏ်ကပ်တယ်ဒီသီတတိဒီသီတတိဒီသီတတိအဲ့ဒါစိတ်ကိုခိုင်းလိုက်သူသူမှာစိတ်တွေအမြဲတမ်းညံ့လွှင့်ပြီးတော့နေတယ်တဲ့စိတ်ကတော့စဉ်းစားနေမယ်တွေးနေမယ်ကြံစည်နေမယ်အဲရောက်တဲ့ရာရာကိုရောက်နေမယ်ကိုသွားမှုနဲ့ဒီညာစားမှုနဲ့အကုန်လိုက်ပြီးတော့အဲ့ဒါစိတ်ကလိုက်ပြီးတော့ပြီးသွားတယ်အဲ့ဒါစိတ်ကိုထိန်းချုပ်တော့နာသီတော့ထားလိုက်တယ်ဒီသီတတိဒီသီတတိဒီသီတတိအဲ့ဒါဘုရားကိုရောမြတ်ကဘာဝိတာဘူလိကတာကျိမှန်များစွာကျူမှန်ပွားများအထုတ်ပြီးတဲ့ဘုရားကိုရောမြတ်ကကျိမှန်များစွာကျူမှန်ပွားများအထုတ်တဲ့အခါကျရင်စိတ်ကအဲ့ဒီနာသီဝနာသီများမှာငြိမ်ပြီးတော့လာတယ်ကျူမှန်ပွားများစိတ်ငြိမ်လာတော့ဘယ်လိုခံစားရစိတ်ငြိမ်တော့ဒီကအေးချမ်းလာတယ်ချမ်းသာသူသားတွေကမှန်တော့စိတ်ဆင်းရဲတယ်စိတ်ညစ်တယ်စိတ်ပင်ပန်းတယ်အကုန်လုံးကြီးပွားနေတာသာယသမီးစီဝါရည်နေတာဟိုရည်ဒီကြီးတွေနဲ့စိတ်တွေပင်ပန်းဆင်းရဲပြီးတော့နေကြအမှန်တော့စိတ်ကိုလွတ်တာလို့တယ်အဲ့ဒီစိတ်ကိုလိုပြီးတော့နာသီဝမှာဒါတိတိတိကြိုက်ပြီးစိတ်ငြိမ်လာတဲ့ခါကျရင်အဲ့ဒါစိတ်အေးချမ်းရလာတယ်တဲ့အဲ့ဒါဘုရားတော်တော်မြတ်ကြီးကပါသတိပဋ္ဌာန်သုတ်တံမှာဘာဟောသတ္တနာဝိသုဒ္ဓိယသတ္တနာဝိသုဒ္ဓိအဲ့လိုဒီမှာပွားများအထုနေတဲ့ပုဂ္ဂိုလ်ကြီးရဲ့သတ္တနာဝိသုဒ္ဓိရဲ့ဒီမှာပွားများအထုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကဝိသုဒ္ဓိစီကျဲလာတယ်ဟောမြတ်စွာဘုရားသတ္တနာဝိသုဒ္ဓိစိတ်အစဉ်လေးအေးချမ်းပြီးတော့စိတ်စင်ကြယ်လာတဲ့ဆိုတော့မစင်ကြယ်လို့လားဗျာဆိုတော့မစင်ကြယ်ဘူးလေလောဘကိလေသာဒေါသကိလေသာမှာဒီစိတ်ဒီနဲ့ရုပ်ပေါ်ပြီးတော့နေတော့စိတ်ကမအေးညာတဲ့စိတ်ကြီးနဲ့စိတ်ပြင်းမဲ့တဲ့စိတ်စင်ရဲနဲ့အော်နေကြအဲ့လိုဒီသတိကိုကျိမှန်များစွာကျွတ်မှတ်ပွားများအားထုတ်လိုက်တဲ့အခါကျရင်သာဒနာဝိသုဒ္ဓိကုဏစိတ်ကြီးစင်ကြယ်ပြီးတော့အေးချမ်းလာချင်းတော့မရပြပြချင်းပေါ့ဇဘုံတို့မြေလည်းပြောတယ်ဒီတဏိနဲ့အာထုက24နာရီကြီးတယ်ဗျာတနေ့10မိနစ်လောက်15မိနစ်လောက်စဉ်းစားကြည့်ကိုယ့်ရဲ့ဘဝရဲ့အနှစ်သာရတကယ်အထုတ်နေပြီဒီအလုပ်လေးမလုပ်နိုင်ဘူးလားကျန်စိတ်ကြိုက်ကိုဘဝတပည့်နဲ့အတကနေသွားတဲ့ပုဂ္ဂိုလ်တက်ကြီးလာတာဒီပဲကြီးလာတော့ဘာလဲတလောဘဒေါသဒါတွေနဲ့ကြီးပွားပြီးတော့နေတိုင်းနဲ့ကိုယ့်ရဲ့နှလုံးသားကိုယ့်ရင်ထဲမှာအဲ့ဒီအကုသိုလ်တရားတွေတွေ့နေတဲ့ထည့်နေကြတယ်
အဲ့လိုနေတဲ့တဲ့နေတော့ဘာလို့နေတိုင်းကိုစားဖို့ဒီလုပ်နေသေးတဲ့အတွက်ကြောင့်အဲ့ရမအဲ့ရကြလေးပါနာသီဝသေးလေးစားဝိနည်းပြီးသတိတွက်ပြီးဒီအများကြီးမလုပ်နိုင်10မိနစ်30မိနစ်လောက်သာတော့လုပ်ပြီးအေးချမ်းမှုကိုယ်တိုင်ခံစားရလိမ့်မယ်အဲ့ဒါမရတော့တတ္တနာဝိသုဒ္ဓိတတ်တော်ရဲ့စိတ်ကစီကျင်လာလိမ့်မယ်ပြီးတော့သောကပရိဒေဝနာသမတိတ်ကမယာဆိုရင်တဲ့စိတ်ဒီမူတွေးတဲ့စိတ်ဒီနဲ့လုံမြောက်သွားမယ်ကိုရင်တော့ပြည့်တဲ့အဆိုရင်တဲ့စိတ်ဒီအမူတွေးတဲ့စိတ်ဒီစိတ်တွေကလုံမြောက်သွားမယ်ဘုရားကိုယ်တော်မြတ်ကြီးကဒုက္ခဒေါမနတာနဲ့အဋ္ဌိကမယာကိုယ်စီရဲ့စိတ်စီရဲ့ချုံငိမ့်သွားမယ်။ခိုင်ဘာဝပဇ္ဇငါပြမမယနာသီဝစေလိသယုံနဲ့ဒီတိတိကတ်ထားယုံနဲ့ရတဲ့အကျိုးတရားတွေအဲ့ဒါလောကလူသားကြီးအဲ့ဒီဉာဏ်သာမျိုးမရရှိနိုင်တာကဘာကြောင့်လဲအဲ့လိုအာမတုတဲ့အတွက်ကြောင့်ပဲပေါ့လူရင်းတာပဲလေကြောင့်မြတ်ကိုယ်တော်မြတ်ဒုက္ခဒေါမနတာနဲ့အဋ္ဌိကမယကိုယ်စီရဲ့စိတ်စီရဲ့ဖြုံးပြသွားမယ်ဒါဒီမဲ့လာမဟုတ်ညာယတအဓိကမယသမတိအားကတော့ဉာဏ်ဒီပူဝါလာလိမ့်မယ်တဲ့စိတ်ရဲ့ဉာဏ်ကြီးတဲ့ခါကျတော့အဲ့ဒီဉာဏ်ဝိပဿနာဉာဏ်မဲ့ဉာဏ်ဘုဉာဏ်ဒီပူဝါလာလိမ့်မယ်ဉာဏ်ဒီအားကောင်းလာတယ်စိတ်ငြိမ်တော့သာလိပလိုက်ခဏလေးရတယ်အဲ့ဒါစိတ်ငြိမ်အဲစိတ်မယုံလို့စားတဲ့ဘုန်းကြီးတော့ကြာကြီးမရနိုင်ဘူးအဲ့ဒါညာယတတိကမညာနေတူဝလာလိမ့်မယ်တဲ့နောက်ဆုံးတဲ့နိဗ္ဗာန်တသစ္စိကိရိယာယငရေတရိသမြေတာသူကဲလို့အပေသံတရားမှလုံးဝလွတ်မြောက်သွားစေလိမ့်မယ်တဲ့ဘုရားရဲ့ဘဝကြီးဘုရားတရားနဲ့မြေတာမှာဘုရားကောင်းတဲ့ဘဝတွေပြန်စင်းစားကြည့်သူလူဝကရလာခဲ့ကြလူဘဝရလာခဲ့ကြပြီလူပြည်လောကရောက်လာကြပြီတဲ့လူပြည်လောကရောက်လာတော့မိဘရဲ့ကျေးဇူးပြီဒါပဲလေဒါလူပြည်လောကရောက်လာကြတယ်ဆိုတော့ကျေးဇူးရှင်တဲ့ကြောင့်ဘုရားတော်တော်မြတ်ရမိခင်မခင်နာပါမာတာပိတုဥပဒါမိဘရဲ့ကျေးဇူးတွေအနန္တကျေးဇူးရှင်တွေမှာမိဘနာပါနဲ့တာလေလူလောကရောက်လာတယ်ဆိုတာမိဘရဲ့ကျေးဇူးမှာပါဝင်ဘယ်ရောက်လာမှာတော့လူလောကရောက်လာကြတော့လူသလုံးပြရလို့ပြပါဟုတ်ငယ်လေးကနေစားပြီးတော့ညမရေးဒီတပြည့်နဲ့ကြီးလာတော့ပညာရေးဒီမိဘတွေစောင့်ပြောင်းနေကြတယ်။ဒါလည်းရလာတော့ဘုရားစီးပွားရေးဒီတတ်နိုင်တာစွမ်းနိုင်တာမိဘတွေအခုစောင့်ပြောင်းပေးခဲ့ကြတယ်။ဒါလူလောကကြောင့်လူဖြစ်လာပြီဆိုကြပါစို့သူကအားလုံးကဘုရားဘာကြောင့်ပေါ့လေကားပေါ့လေဒါလူသားတွေဒီပဲအဲ့ဒီလူသားတွေမှာဘာတွေကွာဟတော့တယ်အသိဉာဏ်တွေပဲ။ကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကပညာကြီးကဘုရားအသိဉာဏ်နဲ့ပွင့်လာတယ်ဉာဏ်နဲ့ပွင့်လာတယ်မြတ်စွာဘုရားအဲ့မှာဘာကွာလူသားတွေအသိဉာဏ်ကွာဟပါတယ်အသိဉာဏ်အားကောင်းတဲ့ပုဂ္ဂိုလ်များကြတော့လောကီလောကုတ္တရာပြချမ်းသာမှုကျူးစားတော့ပူကြတယ်လောကီမှာလည်းအေးချမ်းချမ်းသာတရားမလေးချမ်းချမ်းသာသာဘုရားကိုဒီကြီးတွေကုန်ပြီးတာခဲ့တယ်ဒီတော့ဘာလဲချမ်းသာမှုသာတရားမလေးအေးချမ်းမှုဒီကြီးတွေပြီးတာခဲ့တယ်ဘုရားကိုတော့လောကီစီးပွားရှားပြီးဖို့ဒီလမ်းတွေအများကြီးပြီးတာခဲ့တယ်လောကုတ္တရာနဲ့ပတ်သက်လို့ဘုရားကိုယ်တော်မြတ်ဟောကြားရခဲ့တယ်ဒီပေါင်းများပါပဲအဲ့ဒါလိုကျင့်ကြံပွားများအားထုတ်တဲ့ပုဂ္ဂိုလ်များမြတ်စွာဘုရားဟောတဲ့မြတ်စွာဘုရားဆုံးမတဲ့အတိုင်းဒီတော်မူကြတယ်ကျင့်သုံးတော်မူကြတဲ့ပုဂ္ဂိုလ်များတွေကြတော့ပြည့်စုံဗမာလေးအေးမြတ်သံဃာမလေးချမ်းသာတော်မူကြတယ်တဲ့ပြည့်စုံဗမာဘယ်လိုအေးမြတ်တယ်ဘုရားနေတရိစ္ဆာန်မြေကသူတို့ကဲလို့ဖေသနာလောဘလုံးမြောက်ပြီးတော့ကိုယ်ကြီးကဲမှလည်းဘုရားလောဘဉာဏ်ကြီးတွေဒေါသဉာဏ်ကြီးတွေမောဟဉာဏ်တွေမရှိတော့လောဘဒေါသမောဟတွေရှိတယ်အိနာသောဝိကိစ္စတွေရှိတယ်နိဗ္ဗာန်သာသီစီကိရိယာယနိဗ္ဗာန်ကိုပြမပြုထားပြီးတဲ့ပုဂ္ဂိုလ်များပြောတာအဲ့ဒီသတိပဋ္ဌာန်တိုင်းကသနာတရားနိလာငါလာပြုတာလို့ဒါဆိုအစဉ်ပြတဲ့နိဗ္ဗာန်သာသီစီကိရိယာယနိဗ္ဗာန်ကိုပြမပြုထားပြီးတဲ့ပုဂ္ဂိုလ်များကြတော့ဘ
ပြစ္ဆုတ်ပံမှာလည်းအေးချမ်းသံဃာမှာလည်းချမ်းသာဒါပဲပြစ္ဆုတ်ပံမှာအေးချမ်းတယ်ဆိုတာခန္ဓာကတကယ်ကြမ်းများတဲ့လောဘအေးဒေါသတွေမောဟတွေမရှိတော့တဲ့သူကအေးချမ်းတယ်သံဃာမှာချမ်းသာတယ်ဆိုတာအပေရိကပိတ်ထားတဲ့ကသံဃာမှာချမ်းသာတယ်နောက်ဆုံးကုဏတိဒုက္ခပါငြိမ့်တဲ့ကသံဃာမှာချမ်းသာတယ်ခန္ဓာသူရဲ့တရားကျိုးခုနှစ်မျိုးတည်းမှာသတ္တတိကုဏဘုံပြောခဲ့တယ်တတ္တနာဝိသုဒ္ဓိယစိတ်ကြီးစင်ကြယ်ပြီးတော့သွားလိုက်တယ်အခုဝူးရတယ်လေလမ်းမှာဘဝတည်ထားအဲ့ဒီဘဝကဘယ်ကလာလဲကြီးကနေပြည့်မိုးရတယ်ပြည့်တယ်ကြီးကနေပြည့်တဲ့ဘဝတကားဆိုင်နေသွားလို့ကားသွားလို့တွားပြီးနောက်ပတ်ပြီးလို့ပြီးသွားတယ်ဆိုရင်ကြီးကြောက်ပြည့်လာတဲ့အဲ့ဒီဘဝကြီးမြတ်ပြန်သိလိုက်တော့တတ်ရှိစင်ကြယ်သွားတယ်လို့ပဲတဲ့ခုကျင်ထဲမှာပြည့်နေတဲ့စိတ်ကြပြည့်နေတဲ့အညစ်အကြေးတွေကိုလည်းပဲအဲ့ဒါသတိပဋ္ဌာန်ဝိပဿနာလို့ခေါ်တဲ့ဣတိသတိဒုရတဲ့သတိပဋ္ဌာန်အနိစ္စဒုက္ခအနတ္တလို့ဝိပဿနာဉာဏ်နဲ့စီကြောလိုက်ကြမယ်ဆိုရင်ဒီမဲ့စင်ကြယ်သွားတဲ့အတွက်ကြောင့်အဲ့ဒါကိုတတ္တနာဝိသုဒ္ဓိဘုရားကိုတော့မြတ်ကြီးရဒီတော့ဘုရားကလည်းဣတိသတိကတာတော့စိတ်လေးမြင်လာလိမ့်မယ်ထိတာကယုတ်တရားသိတာကနတ်တရား30တဏ္ဍာကလုံးမှာအဲ့ဒီယုတ်တဲ့နာမရှိဘူးဒီပဒဝရမတ်လို့ခေါ်လိုက်တာဒါပဲကြည့်လိုက်တော့ဒါအမျိုးသားဒါအမျိုးသမီးဒါဥစဉ်တော်တွေဒါကလေးဒါလူကြီးဆိုတာဒီကဒါကပညာတွေပေါ်တယ်အဲ့ဒါကသံဃာနာပညာလို့အဲ့ဒီပညာတရားဘုလုံးမဲ့တော့လိုက်ယုတ်တဲ့နာပဲရှိတယ်ယုတ်တရားနာတရားပဲရှိတယ်လူမလည်းယုတ်တရားနာတရားနဲ့မာယောပယ်လေးပါးသတ္တဝါတွေမာယောဗျာမာရီမာယောအကုန်လုံးယုတ်တရားနာတရားကျွင်းညက်အနေနဲ့အသိဉာဏ်ဗျာမာနဲ့အရုပဗျာမာတော့ကျွင်းညက်တာပေါ့အသိဉာဏ်ဗျာမာကြတော့ဆိုယုတ်တတ်မရှိဘူးစัจကျေတွေဥစ္စာတွေလည်းပဲဒါသကုတဲ့လူကြီးတာတွေနာရှိလို့သိရနေတာဒီနာပြတော့ကြပါစားခြင်းနဲ့တော့ဘာပြင်းခြင်းနဲ့တော့ဘာကြားခြင်းနဲ့ဘယ်သွားခြင်းနဲ့ဒီနာတရားရှိလို့နတ်သမီးကဘူးချမ်းသာပါမယ်သူတွေးရနာရှိတယ်လို့သိရတာလေဒီနာမကြီးကောင်းပါပဲဆိုပြီးတော့သမထတွေကျင့်တာဗရမဇန်ဒုတိယဇန်တရားဒီဇန်နေရအဲ့ဒီဇန်နေရပြီးတော့ဉာဏ်တရားကိုယုံဖို့တော့သိတဲ့အခါကျတော့ဘယ်မှာသွားပြည့်တယ်လဲဆိုတော့အဲ့ဒီဉာဏ်မရှိတဲ့ဘုံမှာသွားပြည့်တယ်အဲ့ဒါအပညာတဘုံတဲ့စာပေထဲမှာလာတယ်ယုတ်တတ်မကြီးထိုင်ရပဲအဲ့ဒီအဲ့ဒီအဲ့ဒါကဘာ900တတ်တဲ့အနေနဲ့ကဘာ900ဒီကဲဝိနေနေကြအပညာတပြန်ပေါ့အသိဘာမှမရှိဘူးအဲ့ပြောတဲ့လူရှိမှာဘာမှအသိမရှိဘူးအဲ့ဒါကယုတ်တတ်ရှိတဲ့အပညာတဘုံလို့ခေါ်တယ်အဲ့ဒါကနန္တရားတာသူကသာသနာ့ဘာကာလမှာလူတွေကသာသနာ့လုံးရောက်နေတယ်ဆင်းရဲကြီးကလုံးရောက်နေကြတယ်ဆင်းရဲကြီးကလုံးရောက်နေတော့ကိုယ်ခင်ရကိုကြည့်ကြတာနန္တရားကြီးတဲ့အတွက်ကြောင့်သူကဆင်းရဲတယ်ဒီနန္ဒမရှိဘူးဆိုလူချမ်းသာမှာပဲဆိုပြီးတော့ကိုဘုရားကိုယ်တော်ပြန်ဝင်လာမှတို့ဘောနဲ့ဟောပြရမြတ်စွာဘုရားယုတ်တရားရောနန္တရားရောဒါအဖြစ်တွေတဲ့အဲ့ဒါယုတ်တရားနန္တရားတွေအပေါ်မှာတတိကကအနိစ္စဒုက္ခအနတ္တနဲ့ရှုခါတာပြန်ရင်တော့အဲ့ဒါတွေပြန်ကြည့်လို့တော့ယုတ်အဖြစ်နဲ့အဖြစ်တွေသွားမြည်ကြဘုရားကိုယ်တော်ပြန်ဝင်လာမှယုတ်ဘောနဲ့ဟောခုယောဂီပါခုတရားနဲ့ပြေသာမှာဘလို့ကောင်းခုကြားနေတယ်တရားဟောတာကြားနေတယ်ကြားတာနာအကြည့်ယုတ်ကြောင့်အတန်ယုတ်နဲ့နာယုတ်နဲ့ဒီတဲ့အတွက်ကြောင့်ကြားတဲ့စိတ်ပေါ့အဲ့ဒါကြားသည်စိတ်လို့ခေါ်တယ်ဘောဓတရားဟောနေတဲ့အတန်ပဲလို့သိလိုက်ကြားသည်စိတ်ပေါ့ဒါကြားတာကယုတ်ကကြားတယ်သိတာကနာတာသိတယ်ပြီးတော့ခံစားလိုက်တာကစေတသိက်လို့ခေါ်တယ်အဲ့ဒါယုတ်တဲ့နဲ့တွဲပြီးတော့လှုပ်လှုပ်တာပဲပေါ့ဘုရားပြည့်ပြည့်ကြကြလို့လူနာတွေဒါတို့ကြတယ်ညာတယ်ညာတယ်တောက်တယ်တင်းတယ်ဖက်ညာတာကရုပ်ပဲညာတာကိုသိလိုက်တာကစိတ်ညာတာခံစားလိုက်တာကစိတ်တဲ့အဲ့ဒါရုပ်စိတ်တွေဒါပရမတ္တတရားလို့ခေါ်တယ်မမြင်ရဘူးပဂတိပိသိနဲ့မမြင်ရဘူးနာမကြားတော့ဘုရားနာအကြည်ရုပ်နဲ့အသံရုပ်နဲ့ထိလို့သိလိုက်တာဘာလို့သိလိုက်လဲကြားတာကိုသိလိုက်တာအဲ့လိုကြားတာကကြောက်တော့ရုပ်သိလိုက်ရတာစိတ်အဲ့ဒါခံစားလိုက်တာကစိတ်တဲ့ရုပ်စိတ်တဲ့ဒါတွေကအဘိဓမ္မာသင်ကြားတဲ့ပုဂ္ဂိုလ်များကြတော့
သဘောပေါက်လွယ်တာပဲပေါ့အဲ့ဒါတွေဒါရုပ်နဲ့တယ်လို့ပြောလိုက်အဲ့ဒီရုပ်နဲ့တယ်တခုလိုပြဘုရားပြောအဲ့ဒီရုပ်နဲ့တယ်အနေစာဒုက္ခအနတ္တနဲ့ရှုခိုင်းတာအဲ့ဒါဝိပဿနာကိုခေါ်တယ်တဲ့ဒီခန္ဓာကြီးကိုရှုတာမဟုတ်ဘူးနော်ဝိပဿနာဆိုဒီခန္ဓာကြီးကိုရှုနေတာမဟုတ်ဘူးဘာကိုရှုနေတယ်လဲဆိုတာရုပ်နဲ့တယ်ပါရမတ်ကိုရှုနေတာရုပ်တရားနံတရားဥပမာဒုနာနဲ့ဒုကပညာရင်ဖယ်လိုက်ရင်နာတဲ့သဘောအဲ့ဒါနာကယုံနာတော့သိတာကစိတ်ခံစားရတာရုပ်စိတ်တွေအဲ့ဒါနာနေတဲ့သဘောကိုတတိလေးကပ်ပြီးတော့အနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တနဲ့ရှုတာအဲ့ဒါဝိပဿနာလို့ခေါ်တယ်တဲ့။ဉာဏ်ကိုယ်တော်မြတ်ရအဲ့လိုဒုက္ခပွားများအားထုတ်သွားကြမယ်ဆိုရင်ခန္ဓာကဉာဏ်ကိုယ်တော်မြတ်သတိပဋ္ဌာန်တရားလူရအကျိုးခန္ဓာလူရမှာတို့ဆိုနိဗ္ဗာန်တသသိစိကရိယာယအတကယ်လည်းအထုတွေလည်းရမှာဘူးအဲ့တော့နိဗ္ဗာန်မြတ်ပြုသွားပြီဟဲ့ဆိုရင်အဝေဒနာလုံးမြောက်တဲ့အေးချမ်းမှုချမ်းသာမှုကရသွားတော့တန်တရားဘက်ကိုလက်မှတ်ကောင်ရသွားတော့တာပဲဒီတိုင်းဒီလိုတော့ဘုန်းတို့ရဲ့တရားနဲ့ပြည့်စုံပါဘုရားကောင်းသိကြသိတာဒီတိုင်းဒီလိုတော့ဘုန်းတို့ဝယ်လေးပါလို့မလွယ်ဘူးလေအမေလေးပါဆိုတဲ့ဘယ်သူမှလည်းမသွားဘူးခုနပြောခဲ့တဲ့လူဘဝဆိုတော့မိဘရဲ့ဤလူတွေကတော့ရလာခဲ့တယ်ရလာတဲ့လူရဲ့ဘဝခုနနေသတိတံပြည့်တာသူကပဲသန်းတယ်တကယ်နဲ့ရှိတော့အဲ့ဒီဘဝကိုသွားခြင်းသလားသွားဖို့သလားသွားရေးသလားတော့ပြန်သုံးသပ်ရဘယ်သူမှလည်းမသွားခြင်းဘူးလေဗျာဒါသိသားတယ်ဘယ်သူမှလည်းမသွားရေးဘူးနေရေးဘုရားသွားရေးမှာလို့များနေရပိတ်တယ်ဘုရားဖြစ်ခဲ့မှာတိရစ္ဆာန်ဘုရားဖြစ်ခဲ့ရေးမလဲဒါပေမဲ့လို့ဒီတိုင်းဒီလိုကတော့အဲ့ဒီနေရေးတိရစ္ဆာန်ပြည့်တာလို့ခဲ့ဒီပယ်လေးပါးဆွေးချတာဒီတိုင်းနေတော့သိပြကြတာပါပဲဒါဘယ်လိုနေရမှာလို့မရဘူးခုနပြတ်တာပဲဟောတယ်တတိပဋ္ဌာန်ပြတ်တာကျူးစားသွားရင်လုံးမြောက်သွားနိုင်တယ်ဟိုအရှင်များတို့ကစားနေဓမ္မတွေကတိတိပါဒနာကိုငြိမ်းနေတော့လုံနိုင်တာပေါ့ဗျာဒီလိုလိုပါသားတဲ့သမီးတွေနဲ့မြေတွေမြေတွေနဲ့ဒီစီဝါကစားမနေနဲ့ဘယ်လိုသားလုံနိုင်မှာလို့ဗျာလို့သူစောရကတက်ကောင်းတက်မစင်ကြီးပြီးကောင်းပြီးပဲဘုရားမြတ်ပြောတဲ့ရာဇဂျူတို့သာဝတိတို့မယံမလက်တဲ့ဘောကံကရာဇဂျူမြို့ဆိုတာဗိမိသာရမီးအောက်ကျုပ်ရဲ့နိုင်ငံဗိမိသာရမီးဆိုတာအာရုံသိတယ်ခြေဘွားဓာပွဲခံပြီးတော့ခဏကဘဝပြန်သွားတဲ့မီးကြီးပဲပေါ့သူ့ဒါဒီဘဝဒါသူ့ပြန်တတ်တာဘယ်သူလို့ဆိုသူ့ရဲ့သားအဇရတဒါလည်းအာရုံသိပါလို့ဗိမိသာရမင်းရဲ့သားတော်အဇရတကသူ့ရဲ့ဘာကမဲ့တော့ပြန်ပြီးတော့တတ်လိုက်တာ။ဘာကြောင့်လို့လူကြီးမှုလောဘပေါ်မှာရှင်းမြင်ဖြစ်နေလို့လောဘနော်လောဘဆိုတဲ့စားစားကြည့်တာလောဘအသေးလေးအကြီးမှကြီးအလုံးကျန်တဲ့လောဘဓာတ်ရှိလာတာ။ခုရှင်းမြင်ဖြစ်တဲ့လောဘကြီးရှင်းမြင်ဖြစ်တဲ့သူ့ရဲ့ဘာကမဲ့တော့ဝိသမာလည်းအကြီး